ကိုကိုတတလုံးအရေးတကြီးနဲ့ကာကွယ်ပေးလာမယ့်အမွာညီမလေးတယောက်ရှိရင်ဘလောက်တောင်ကံကောင်းလိုက်မလဲဗျာဒီအမွာညီအမနှစ်ယောက်ကတော့ငငယ်လေးကလေးကအရာရာတိုင်းကိုတူတူညီညီပဲဖြစ်ချင်ခဲ့ကြတာချော်ရည်တောက်ရင်တောင်သူတို့အမေခများပမာဏချင်းအတူတူပဲဖြစ်အောင်မျက်တောင်မခတ်တိုင်းပြီးထည့်ပေးရတဲ့အထိပဲတနေ့တော့သူတို့အဖေကအောက်စီနှလုံးလာပေးတဲ့အခါမှာတော့အလှည့်အပြောင်းတစ်ခုဖြစ်သွားခဲ့တယ်ညီမနှစ်ယောက်ကရုတ်တရက်ကြီးငိုပါလေရောကြည့်လိုက်တော့ညီမဖြစ်သူရဲ့လက်ထဲကအောက်စီကတစ်ဖက်လျော့နေလို့ဖြစ်နေတာအမေဖြစ်သူကလည်းပါနဲ့စွာနဲ့ပဲကျန်တဲ့အောက်စီကိုချက်ချင်းတစ်ဖက်ဖဲ့ပေးလိုက်တော့မှကလေးနှစ်ယောက်လည်းငိုနေရကနေစားလို့ရတော့တယ်ရုပ်ချင်းကတော့ခွဲမရအောင်စင်တူပါပဲဒါပေမဲ့စိတ်နေစိတ်ထားကတော့လုံးဝကိုကွဲပြားခြားနားပါတယ်အဖေဖြစ်သူကစူပူချင်းမောင်းတဲ့အခါတိုင်းမဖြစ်သူကစိတ်မကောင်းလို့ငိုပြီးစကားတစ်လုံးမှမဟရဲရှာဘူးအဲ့ဒီအခါမျိုးဆိုညီမဖြစ်သူကအဖေကိုကြောက်နေရတဲ့ကြားကမမရဲ့ရှိကနေလက်မောင်းတန်းပြီးအမြဲတမ်းကာကွယ်ပေးလေးရှိတယ်သူတို့အရွယ်ရောက်လာပြီးတက္ကသိုလ်မတူပဲခွဲတက်ခဲ့ကြရတဲ့အခါမှာတော့ပြဿနာကစပါတော့တယ်မဖြစ်သူကကျောင်းမှာနေတိုင်းအနိုင်ကျင့်ခံရပြီးတော့ကရောက်နေကြတာဒီအမှန်တရားကိုသိသွားတဲ့ညီမဖြစ်သူကတော့ညီမနေတော့ပါဘူးမမအဖြစ်ဟန်ဆောင်ပြီးကျောင်းကိုသွားကအနိုင်ကျင့်တဲ့သူတွေကိုကောင်းကောင်းကြီးပညာပေးလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးမမကိုဘယ်သူမှမနှောက်ယှက်ရဲကြတော့ဘူးနောက်ပိုင်းမှာညီမနှစ်ယောက်လုံးကြီးစားရခဲ့ကြပေမဲ့မမရဲ့ကြီးစားကသူ့ကိုရုတ်တရက်ကြီးဖြစ်သွားခဲ့တယ်ညီမဖြစ်သူကမမအတွက်စိတ်မကောင်းဖြစ်ရလုံးလို့သူ့ရဲ့မင်္ဂလာပွဲကိုတောင်ဖြစ်ပြီးမမနားမှာပဲနေပေးဖို့အထိဆုံးဖြတ်ခဲ့တာဒါပေမဲ့တစ်သက်လုံးညီမလေးရဲ့ကာကွယ်မှုကိုပဲရလာခဲ့တဲ့မမကတော့ဒီတစ်ချိန်မှာညီမလေးကိုတားခဲ့ပါတယ်ညီမလေးကိုမိမိကိုယ်တိုင်ရဲ့ပျော်ရွှင်မှုအတွက်ပဲအသက်ရှင်စေချင်တော့တာကိုမင်္ဂလာပွဲနေ့မှာတို့သမီးဝတ်စုံနဲ့လှပနေတဲ့ညီမလေးကိုကြည့်ပြီးမမဖြစ်သူကဝမ်းသာမျက်ရည်တွေကျနေခဲ့ရရှာရဲကဲတငယ်ချင်းတို့ရောဒီလိုအသက်ထက်ချရတဲ့ညီမမျိုးမိသားစုမျိုးရှိကြလားခါမက်မှာပြောခဲ့အောင်နော်